အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကနေပြီးတော့ကျွန်တော်မျှဝေခြင်းတဲ့အကြောင်းအရာတွေကတော့စင်းရဲတဲ့လူနဲ့ချမ်းသာတဲ့လူဘာတွေကွာခြားလဲဆိုတာကိုပါဒီပုံမြင်လေးမှာတော့မြို့ A နဲ့မြို့ B ဆိုပြီးမြို့နှစ်မြို့ရှိပါတယ်မြို့နှစ်မြို့လုံးမှာကြည်မရကြပါဘူးဒါပေမဲ့သူတို့မြို့နှစ်မြို့ကြားမှာမြစ်တစ်စင်းဖြတ်ပြီးစီးဆင်းနေပါတယ်အဲ့ဒီမှာမြို့ A မှာနေတဲ့မမောင်ကမြစ်ထဲကရေကိုတည်ပြီးသူ့မြို့မှာပြန်ရောက်စားဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီတော့သူကရေပုံးတွေကိုယူမြစ်ထဲကရေကိုသူနိုင်လောက်တယ်ပြီးတော့မြို့ထဲမှာပြန်ရောက်လူတွေကလည်းရေလိုနေကြတော့သူ့စီကရေကိုဈေးကောင်းပေးပြီးဝယ်ကြတာဒီတော့မမောင်ဟာသူ့ရဲ့အချိန်အားလုံးကိုရေရောင်းတဲ့အလုပ်မှာနှိမ့်မြုပ်လိုက်တယ်အဲ့တော့သူပတ်စံနေရလာတယ်အဲ့လိုပဲမြို့ပြည်မှာအောင်ဆိုတဲ့လူကသူ့မြို့ကိုရေရောင်းဖို့အတွက်ဆုံးဖြတ်လိုက်တယ်ဒါနဲ့သူက6လလုံးမြစ်ထဲကနေသူ့ရဲ့အိမ်ကိုရေတွယ်ပါတယ်အဲ့ဒီတော့သူမှသူလုံးဝပတ်စံမရပါဘူးဒါပေမဲ့သူရေတွယ်လို့ပြီးသွားတဲ့အချိန်မှာသူ့မြို့ကလူတွေကိုရေလိုတော့ရောင်းပေးနိုင်ခဲ့တယ်တရက်မှာကံမကောင်းအကြောင်းမလားတော့မြို့ A ကမမောင်ကနေမကောင်းဖြစ်တယ်ဒါကြောင့်သူဟာသူ့ရဲ့မြို့ကိုရေတွယ်ပြီးမရောင်းနိုင်တော့ဘူးသူ့ရဲ့ဝင်ငွေကလည်းသူ့ရဲ့လောက်အားပေါ်မူတည်နေတဲ့အတွက်ဝင်ငွေမရတော့ဘူးအဲ့ဒီလိုပဲမြို့ပြည်မှာနေတဲ့အောင်ကလည်းနေမကောင်းဖြစ်တယ်ဒါပေမဲ့သူကမြစ်တဲကနေသူ့ရဲ့အိမ်ကိုရေတဲထားတဲ့အတွက်သူ့ကိုယ်စားရေရောင်းပေးနိုင်မဲ့လူတယောက်ကိုငှားလိုက်တယ်ဒီတော့သူ့ရဲ့ဝင်ငွေကရမသွားဘူးဒီတော့သူကဝင်ငွေဆက်ဝင်နေတယ်အခုမမောင်နဲ့အောင်ကြားကခြားနာချက်ကိုကြည့်ပါမမောင်ကပတ်စံရဖို့အတွက်အလုပ်လုပ်တယ်သူ့ရဲ့ဝင်ငွေကသူ့ရဲ့လောက်အားပေါ်မူတည်နေတယ်အောင်ကတော့အချိန်အတိုင်းတာတစ်ခုအထိပဲအလုပ်လုပ်ပါတယ်သူဟာဝင်ငွေမရှိပဲအချိန်6လလောက်အလုပ်လုပ်ပြီးဝင်ငွေရနိုင်မဲ့နေ့စနစ်တစ်ခုကိုတည်ဆောက်ခဲ့တယ်ဒီမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာကလူချမ်းသာတွေကပတ်စံအတွက်အလုပ်မလုပ်ကြပါဘူးဒါကြောင့်ပဲလူချမ်းသာတွေကချမ်းသာပြီးရင်ပိုပြီးချမ်းသာလာကြတယ်ဒီဥမာလေးကိုဖတ်ကြည့်လိုက်ပါအောင်ကမြို့ပြည်မှာရေတွယ်တန်းပြီးတဲ့နောက်မှာမြို့အိမ်မှာမမောင်ရှိနေပေမဲ့လည်းနောက်ထပ်ရေပိုက်တွယ်ပြီးတော့မှထပ်ပြီးတော့မှကြောင်းစားတယ်နောက်ပြီးမြို့စီမြို့ဒီမြို့ဤစသဖြင့်ပေါ့အဲ့ဒီမြို့တွေကိုလည်းရေထပ်တွယ်ပြီးကြောင်းစားပါတယ်အဲ့ဒီရေတွယ်ပိုက်ကနေတစ်ဆင့်သူ့စီကိုငွေတွေဝင်လာပါတယ်အဲ့ဒီအရာကိုပိုက်ဆိုင်မှုလို့ခေါ်ပါတယ် Vegetable Blue Water လို့ခေါ်တဲ့ချမ်းသာဖေဖေဆင်းရဲဖေဖေဗီဒီယိုမှာကျွန်တော်ဆက်ပြီးရှင်းပြပေးပါမယ်မမောင်ကပတ်စံရဖို့နေ့တိုင်းအလုပ်လုပ်ရတယ်အောင်ကတော့သူကိုယ်တိုင်လှုပ်မလှုပ်လို့သူ့အတွက်ငွေတွေဝင်နေတယ်ဒီတော့ပြောရမယ်ဆိုရင်လူအများစုကငွေရှာဖို့အတွက်နေ့တိုင်းအလုပ်လုပ်နေတဲ့အချိန်မှာလူချမ်းသာတွေကတော့ငွေဝင်မဲ့လမ်းကိုဖောက်ပါတယ်ရောဘတ်ကီယိုဆာကီကလူတွေရဲ့ဘဝကိုခံစားမှုနှစ်ခုမှာထိန်းချုပ်ထားတယ်လို့ပြောပါတယ်အဲ့ဒါကတော့ fear လို့ခေါ်တဲ့ကြောက်ရွံ့မှုနဲ့ desire လို့ခေါ်တဲ့လိုချင်တောင်းတတဲ့စံထားတို့ပါပဲကုန်ကြစိတ်တွေပြေးကြပတ်စံမရှိဘူးစားဝတ်နေရေးအတွက်ပတ်စံမရှိမှကြောက်ရွံ့တယ်အဲ့တော့အလုပ်လုပ်ကြတယ်အဲ့ဒါကတော့လူအများစုမှာဖြစ်နေကြပုံမှန်ပါပဲကျွန်တော်တို့အလုပ်လုပ်ကြတဲ့အခါမှာပတ်စံတွေရလာတယ်အဲ့တော့လိုချင်တောင်းတတဲ့စံထားတွေပေါ်လာတယ်ကျွန်တော်တို့ဝယ်သုံးလို့ရတဲ့ပစ္စည်းလေးတွေအကြောင်းစဉ်းစားလာတယ်အသစ်ပေါ်တဲ့ဖက်နှက်လေးတွေစီးကျင်ကြတယ်အများနဲ့အိမ်မက်မက်ခဲ့တဲ့ကားလေးတွေစီးကျင်လာတယ်အဲ့တော့အဲ့ဒီအရာတွေဝယ်ဖို့အတွက်ပတ်စံတွေသုံးတယ်ပတ်စံတွေကုန်သွားတော့တောင်းတတဲ့တွေပြန်ဖြစ်ပေါ်လာတယ်အဲ့ဒီလိုနဲ့တပတ်ပြီးတပတ်တန်တရားလဲနေခဲ့ကြတယ်ကျွန်တော်တို့အလုပ်လုပ်တယ်ပတ်စံတွေရတယ်အဲ့ဒီပတ်စံတွေကိုပြန်သုံးတယ်အဲ့ဒီလိုနဲ့ဒုံရင်ဘဝကိုပြန်ရောက်နေကြတယ်အဲ့ဒီလိုဖြစ်တာကိုအကျိတ်နဲ့အားထုတ်ရမှု red race လို့ခေါ်ပါတယ်ကြောင်းရုံမှုကိုထိန်းချုပ်နိုင်ရေရှည်စီးပွားရေးလုပ်ငန်းကိုကျွန်တော်တည်ဆောက်လို့ရမယ်ဥပမာ network marketing company တစ်ခုမှာအချိန်အတိုင်းအတာတစ်ခုအထိရင်းနှီးမြှုပ်နှံတာမျိုးပေါ့ဆန္ဒတွေကိုထိန်းချုပ်နိုင်ကျွန်တော်တို့အတွက်မလိုအပ်တဲ့ပစ္စည်းတွေဝယ်တာမျိုးတွေမဖြစ်တော့ဘူးလိုချင်တဲ့ဆန္ဒအသေးလေးတွေကိုထိန်းချုပ်နိုင်မယ်ဆိုရင်ရှည်ကြာတဲ့အောင်မြင်မှုကိုရရှိပိုင်ဆိုင်နိုင်ပါလားဒီတော့ကြောင်းရုံမှုနဲ့ဆန္ဒကိုကျွန်တော်တို့ကပြန်ပြီးထိန်းချုပ်ရမယ်ကြီးနီးအားထုတ်ကြိုးပမ်းမှုတွေကိုဆောင်ရှားရမယ်ရောဘတ်ကီယိုဆာကီရဲ့စာအုပ်ကိုဖတ်တဲ့ဆိုရင်ရောဘတ်ကီယိုဆာကီကပတ်စံနဲ့ပတ်သက်လာရင်သူ့ဖေရဲ့စကားကိုနားမထောင်တာသိထားမိကြမှာပေါ့သူကပတ်စံနဲ့ပတ်သက်ပြီးပို့ပြီးနားလဲတဲ့သူ့တငယ်ချင်းရဲ့အဖေစကားကိုနားထောင်ခဲ့တယ်သူကအဲ့ဒီလူကိုချမ်းသာတဲ့အဖေလို့ခေါ်ပါတယ်ကိုယ့်ကိုလမ်းပြပေးနိုင်တဲ့အတွေ့အကြုံရှိပြီးယုံကြည်ရတဲ့ပုဂ္ဂိုလ်ကလည်းအရန်ကိုအရေးကြီးပါတယ်ဒီတော့အဲ့လိုပုဂ္ဂိုလ်မျိုးကိုတွေ့အောင်ရှာပြီးသူတို့စီကပညာတွေကိုရှာမိပါโอเคကျွန်တော်လေ့လာခဲ့တာတွေပြန်ပြီးသုံးသပ်ကြည့်အောင်ပထမဆုံးအနေနဲ့ဆွေးနွေးခဲ့တာကလူချမ်းသာတွေကငွေအတွက်အလုံးမလုပ်ဘူးလူတရားကကြောက်ရွံ့မှုနဲ့လိုချင်စိတ်ကကိုယ့်ရဲ့ဘဝကိုထိန်းချုပ်တာမခံပါနဲ့ကြီးနီးကြိုးပမ်းအားထုတ်မှုမျိုးကိုဆောင်ရှားပါတတိယအနေနဲ့ကတော့ကိုယ့်အတွက်အားကိုးရတဲ့အကြံပေးပုဂ္ဂိုလ်မျိုးကိုရှာပါမိတ်ဆွေတို့တွေဒီဗီဒီယိုကိုသဘောကျပြီးဒီဗီဒီယိုကနေအသိပညာဘုဒ္ဓတွေရကြလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်အကြံပြုချင်တာလေးတွေရှိရင်လည်း comment ရေးပေးလို့ရပါတယ်အခုကျွန်တော်တင်ပြခဲ့တဲ့အချက်တွေနဲ့မိတ်ဆွေတို့ရဲ့ဘဝတိုးတက်အောင်မြင်အောင်လုပ်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ထပ်ပြောပါမယ်မိတ်ဆွေအောင်မြင်ခြင်းတဲ့ဆိုရင်အောင်မြင်တဲ့သူတွေလှုပ်ဆောင်တဲ့အတိုင်းလှုပ်ဆောင်ပါအောင်မြင်တဲ့သူသွားတဲ့လမ်းကိုသွားပါမအောင်မြင်တဲ့သူတွေရေးတဲ့စာတွေမအောင်မြင်တဲ့သူတွေပြောတဲ့အကြံတွေကိုမိတ်ဆွေတို့မယူပါနဲ့မိတ်ဆွေတို့ဘဝမှာအောင်မြင်ခြင်းအောင်မြင်တဲ့သူတွေရေးတဲ့စာတွေကိုအောင်မြင်တဲ့သူတွေပြောတဲ့အကြံကိုယူပါလို့ပြောကြရင်းနဲ့နောက်ထပ်တင်ပြပေးမယ့် idea ကောင်းလေးတွေကိုလည်းစောင့်ကြည့်ပေးကြပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်